တန်မာကွာပြေးရတာဟာမြူတွေတန်မာတယ်လိုက်တာရှုခင်းကတော့လာတယ်လမ်းတွေကတော့မလာဘူးဒီလမ်းကြီးရုံးအောင်မယ်ကွယ်ရှုခင်းလေးကတော့ရှယ်ပြို့လမ်းကြီးကတော့မလာဘူးဒီလမ်းကိုပြေးရမှာဖြစ်ပါတယ်ကဲပြေးမယ်မမတိန်ဓာတ်ပုံရိုက်လိုက်ပြီးလိုက်ဘယ်တော့ရိုက်လိုက်နေမို့လို့နောက်ကျနေရတော့တကယ်ချင်းနဲ့ခင်းပြောတာပေါ့နော်အဲကြောင့်မလို့ဒီတစ်ခါနည်းနည်းရိုက်များပြေးအာလူပေးတာရှော့မယ်နော်ပြေးမယ်ပြို့ဟိုးလိုက်တာဒီနေ့ organization ကိုကျေးဇူးတင်တယ်မနေ့4နိုင်ရလွတ်လို့မနေ့ကဒီကိုရောက်တဲ့ချိန်လေးနေအရန်ပူอ่ะဒီနေ့ကတော့ချိန်ကြီးကောင်းတယ်ဒီနေ့ကြိုးစားပြီးတော့ပြေးရထင်တာတိုင်ပင်တွေကမနေ့ကအတိုင်းပဲပြောဒီနေရာကိုမနေ့က3နိုင်ကြာပြီးမှရောက်တာအခုလည်း3နိုင်ကြာပြီးမှရောက်တယ်ချိန်ကြီးကောင်းပါမလားပြောချိန်ကြီးကောင်းပါမလားပြောကလည်းဒီချိန်ပဲကိုရီးယားမနှစ်ကဒီချိန်မြန်းနေတယ်ကိုရီးယားအရေးရောင်တော့မတွေ့ဘူးပြေးသွားပါလားရိုက်ပေးထားတယ်